ဒီနေ့ပြောပြပေးမှာကတော့ SCP-096 ရဲ့အကြောင်းဖြစ်ပါတယ်။ SCP-096 ဟာဆိုရင်သူ့ကိုမြင်သမျှလူတိုင်းကိုတပ်ဖြတ်လေးရှိတဲ့အရန်ရှက်တတ်တဲ့တရေတကောင်ပဲဖြစ်ပါတယ်။ဘလောက်တောင်ရှက်တက်လဲဆိုရင်သူ့မျက်နှာကိုတားရိုက်ကြည့်မိမှမဟုတ်ပဲဓာတ်ပုံတွေဗီဒီယိုတွေကနေတဆင့်ကြည့်လိုက်မိတာနဲ့တင်သူကလိုက်လံတပ်ဖြတ်လေးရှိပါတယ်။သူ့ပုံကိုကြည့်မိတယ်ဆိုတာကိုလည်းသူကအလိုလိုသိတယ်လို့ပြောကြတယ်။သူ့ကိုကြည့်မိလိုက်တာနဲ့သူဟာသူ့မျက်နှာကိုအုပ်ပြီးတော့အတန်ဆူးဆူးဝါးဝါးကြီးတွေစတင်អော်လာတယ်။ပြီးတာနဲ့ပိုပြီးဒေါသထွက်လာကအဲ့ဒီလူကိုသူ့သားကောင်အဖြစ်သတ်မှတ်ပြီးမရမကလိုက်လံတပ်ဖြတ်လေးရှိတယ်။အဲ့ဒါကြောင့်မလို့ SCP Foundation ကသူ့ကိုအနေရများတဲ့တရေတကောင်အဖြစ်သတ်မှတ်ပြီးတော့ထိမ့်သိမ့်တဲ့နေရာမှာလဲတေချာလေးကျင့်ပေးထားတဲ့ဝန်ထမ်းတွေကိုသာထားရှိထားပါတယ်။ SCP Foundation ကသူ့ကိုဘလို့ဖမ်းမိခဲ့လဲဆိုရင်သူဟာသူ့သားကောင်တယောက်နောက်ကိုလိုက်နေတဲ့အချိန်မှာ SCP Foundation ကသိရှိပြီးလိုက်လံဖမ်းဆီးခဲ့တယ်လို့ပြောကြပါတယ်။ SCP-096 ဘလို့ဖြစ်လာတယ်လဲဆိုရင်သူကအရင်တုန်းကတော့ပုံမှန်လူသားတယောက်ပါ။တောင်တက်ရတာအယမ်းဝါသနာပါတဲ့လူတယောက်ပေါ့။ဒီနေ့မှသူကဟိမဝန္တာတောင်ကိုတက်ဖို့အတွက်တယောက်တည်းထွက်လာခဲ့တယ်။ဟိမဝန္တာတောင်ခြေကရွာလေးတစ်ရွာမှာသူခဏနားနေတုန်းရွာထဲကလူတွေကဒီအချိန်ဒီရာဒီတို့မှာတောင်မတက်ဖို့တားခဲ့ကြတယ်။ဘာလို့လဲဆိုတော့တောင်ပေါ်တက်ပြီးတောင်တခင်နဲ့တွေးတဲ့လူတိုင်းကပြန်မလာတတ်ကြဘူးလို့သူ့ကိုသတိပေးခဲ့ကြပါတယ်။ဒါပေမဲ့သူကပေါ့တန်တန်ပဲတွေးပြီးတော့မနက်မှာတောင်ကိုစပြီးတက်ခဲ့ပါတယ်။2000 မီတာလောက်တက်ပြီးသွားတဲ့နောက်မှာသူကနီးနားပတ်ဝန်းကျင်မှာအရင်တောင်တက်သမားတွေရဲ့အလောင်းတချို့ကိုတွေးလိုက်ရပါတယ်။ဒါနဲ့သူလည်းဆက်ပြီးတော့တက်လာလိုက်တာ8000 မီတာကိုရောက်လာခဲ့တယ်။အဲမှာစပြီးတော့ထူးဆန်းတာတွေဖြစ်လာခဲ့တယ်။သူခဏနားနေတုန်းမှာအဝေးကနေလူတယောက်သူ့စီလာနေတာကိုတွေးလိုက်တဲ့အစကတော့သူ့လိုတောင်တက်သမားတယောက်နဲ့တွေးတယ်ပဲထင်လိုက်တာအနားကိုရောက်လာတော့အဲလူရဲ့ထူးဆန်းတဲ့ပုံစံကိုတွေးပြီးလိုက်ရပါတယ်။မင်းကပဲသူလဲလို့သူကမေးလိုက်တယ်။အဲ့အချိန်မှာတစ်ဖက်ကပြန်ဖြေလိုက်တာကငါကဒီတောင်ရဲ့အရှင်သခင်ပဲဖြစ်တယ်လို့ပြောပါတယ်။သူ့ရဲ့ပုံစံကပုံမှန်လူတယောက်လိုပဲဒါပေမဲ့ထူးဆန်းတာကမျက်နှာမရှိပဲလင်းထိန်နေတဲ့မျက်လုံးနှစ်လုံးကိုပဲမြင်နေရတယ်။အဲ့ဒါနဲ့သူလဲထိတ်လန့်သွားပြီးတော့ရွာသားတွေပြောခဲ့တဲ့စကားတွေကိုသတိရလာခဲ့တယ်။အဲ့အချိန်မှာပဲတောင်သခင်ကမင်းပါလာလောက်တာလဲလို့မေးလိုက်တဲ့အခါမှာသူကသူတောင်တက်ချင်ယုံတတ်တာလာခဲ့ကြောင်းပြောပြခဲ့တယ်။အဲ့ဒါနဲ့တောင်သခင်ကမင်းဆန္ဒအတိုင်းဖြစ်စေရမယ်လို့ပြောလိုက်တဲ့စကားနဲ့အတူသူကရုတ်တရက်တောင်စွန်းကိုပြုတ်ကျပြီးတန်းလန်းကြီးဖြစ်သွားတယ်။အဲ့အချိန်မှာသူကတောင်အောက်ကိုပြုတ်ကျပြီးတင်မှာကြောက်တဲ့အတွက်တောင်ပေါ်ကိုပဲပြန်ပြီးတွေတက်ခဲ့ပါတယ်။သူတောင်ပေါ်ရောက်တာနဲ့တောင်သခင်ရဲ့လင်းထိန်နေတဲ့မျက်လုံးတွေကိုထပ်တွေ့လိုက်ရပြီးသူဟာတောင်စွန်းကိုပြန်ပြီးပြုတ်ကျသွားခဲ့ပါတယ်။သူလဲတဖန်တွေတက်ပြန်တယ်။အဲ့လိုနဲ့ပြုတ်ကျလိုက်တွေတက်လိုက်နဲ့လတွေနှစ်တွေအထိကြာသွားခဲ့ပါတယ်။သူ့ခန္ဓာကိုယ်ဟာဆိုရင်လဲလက်တွေခြေတွေအရှည်ကြီးရှည်ထွက်လာခဲ့တယ်။ခန္ဓာကိုယ်ကလည်းပိန်ချုံပြီးအယိုးပေါ်အရည်တင်ပဲကြံခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကတောင်ပေါ်ကိုရောက်တာနဲ့တောင်သခင်ကိုမကြည့်ပဲသူ့မျက်လုံးတွေကိုအုပ်ပြီးတော့ငိုယိုပြီးတောင်းပန်ခဲ့ပါတယ်။အဲ့အချိန်မှာပဲတောင်သခင်ကပျောက်ကွယ်သွားပြီးတော့သူလဲတောင်အောက်ကိုပြန်ဆင်းလာနိုင်ခဲ့တယ်။တကယ်တော့သူတွေးခဲ့တဲ့တောင်သခင်ဆိုတာ SCP-1529 King of the Mountain ဖြစ်နေခဲ့တာပါ။တောင်အောက်ကိုရောက်တော့သူနားခဲ့တယ်။ရွာလေးကိုပြန်သွားပြီးအကူအညီတောင်းဖို့လိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့နှစ်တွေကြာနေတော့ရွာကပြောင်းလဲနေပြီးသူတွေးခဲ့တဲ့လူတွေလည်းမရှိကြတော့ပါဘူး။အဲ့ဒါနဲ့တွေးတဲ့လူကိုအကူအညီတောင်းတဲ့အချိန်မှာသူ့ရဲ့ကြောက်စရာကောင်းတဲ့ပုံစံကြောင့်လူတွေကလန့်ပြီးသူ့ကိုကြည့်နေကြတယ်။သူကလည်းလူတွေသူ့ကိုကြည့်တဲ့မျက်လုံးတွေကိုတောင်သခင်ရဲ့မျက်လုံးတွေလိုမြင်ရောင်ပြီးသူ့စိတ်သူမထိန်နိုင်တော့ပဲဒေါသတွေထွက်လာပြီးသူ့ကိုကြည့်သမျှလူတိုင်းကိုတပ်ဖြတ်မိခဲ့ပါတယ်။အဲ့အချိန်ကနေစပြီးတော့သူ့ကိုကြည့်သမျှလူတိုင်းကိုလိုက်လံတပ်ဖြတ်တတ်တဲ့ SCP-096 ဖြစ်လာခဲ့တာပါ။နောက်ထပ်လည်းဒီလိုမျိုးထူးဆန်းတဲ့အကြောင်းအရာလေးတွေကိုသိချင်သေးရင် channel လေးကိုလည်း like and follow လေးလုပ်ခဲ့ပေးကြပါဦးခင်ဗျာ။